ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကာမဂုဏ်ချုပ်တီးခြင်းလို့ခေါ်တဲ့အဲ့ဒီဝိညာဉ်အသီးတွေအားလုံးကဖျားသခင်ရဲ့အထဲမှာရှိတဲ့အသီးတွေဖြစ်တယ်ဒါပေမဲ့ယုံကြည်သူကအဲ့ဒါကိုသွားပြီးတော့ဘာလုပ်လဲဆိုတော့စူးစမ်းပြီးတော့ကိုယ့်ကိုသီးဖို့စူးစမ်းကြတကယ်တော့အသီးဆိုတာစူးစမ်းပြီးသီးရတာမဟုတ်ငါနိုင်တည်နေကြလောငါဒီလေတင်တို့၌တည်နေပြီစပြည့်အခတ်တီအပင်၌မတီးလေကိုအလိုအလျောက်အသီးမတီးနိုင်တကယ်တော့တင်တို့ဒီလေငါ၌မတီးလေအသီးမတီးနိုင်ကြကျွန်တော်ကစဉ်းစားတာကိုယ့်ကိုစူးစမ်းပြီးတော့ချစ်ပဲကိုယ့်ကိုစူးစမ်းပြီးငြိမ်သက်ချေရအောင်လုပ်မယ်တကယ်တော့ဘုရားအသင်ကိုစူးစမ်းပြီးတော့တီးခိုင်းတာပေါ့ဘုရားအသင်ကိုဘာလုပ်ခိုင်းလဲသိလားပင်စီဖြစ်တဲ့ယေရှုကိုချိတ်ဆက်ခိုင်းတာတင်ရအသက်တာထဲမှာအဲ့ဒီအသီးကိုတီးချင်တင်ဘာလို့ဖို့လားပင်စီနဲ့ချိတ်ဖို့လိုအပ်တယ်ခါလေးကျရင်ကျွန်တော်နားလည်မှုလွဲတာအရန်စူးစမ်းချင်တာကျွန်တော်ပြောစူးစမ်းရင်းနဲ့ပင်ပန်းသွားတဲ့သူအများကြီးပဲဒီနေ့ကိုယ့်ရဲ့ခင်မွန်းနဲ့မချစ်နိုင်တော့သူများဖယားနဲ့အရင်ချိတ်ဆက်ပါဖယားနဲ့တီးပါတင်အလိုလိုနေနဲ့ချစ်စရာမကောင်းတဲ့ရုပ်ကိုချစ်ချင်စရာကောင်းလာအောင်ဖယားခင်တင်ကိုလုပ်ပေးလိမ့်မယ်တင်းရဲ့အသက်တာကြီးရင်ချင်းတင်းရဲ့အသက်တာထဲမှာဖယားနဲ့ယဉ်ကျေးကြွားဝင်ခြင်းတင်းရဲ့အသက်တာထဲမှာကောင်းသောခရိယာအသက်တာနဲ့အသက်ရှင်ဖို့ကဝိညာဉ်တော်အတွင်းကနေနိုးစော်တယ်